အခုကျွန်တော်ပီကင်းလေးစိတ်ထဲမှာခဏရောက်နေတော့ပါပီကင်းလေးစိတ်ထဲမှာခဏရောက်ပြီးတော့ကျတော့အချိန်ပေါ်နေတော့နားနေတော့လေးမှာမြန်မာစကားနဲ့ပတ်သက်ပြီးတော့ကျတော့သတိရတာလေးတစ်ခုကိုပြောချင်လို့ပါအဲ့ဒါကဘာလဲဆိုတော့ကျတော့ကျွန်တော်တို့ပါစောက်ဖောက်ထုတ်ဘာတချိုက်ဘာကုန်းမပမအတန်းနဲ့မှာနည်းနည်းထူးခြားတာလေးကိုပြောချင်တာပါပမတန်းမှာရှိတဲ့စကလုံးတွေမှာအဲ့ဒီစကလုံးတွေကိုစလုံးနဲ့တက်တဲ့အတန်အတွက်ကျွန်တော်တို့ဗမာစကားမှာရင်းမြစ်အတိတ်ပဲအနဲ့လုံးဝမရှိဘူးဆိုတဲ့အကြောင်းပြောချင်တာပါဆိုလိုတာကတော့ဗျာကျွန်တော်တို့ပမနဲ့ပတ်သက်တဲ့စကလုံးတွေထဲမှာကျွန်တော်တို့ပစ်ဆိုတဲ့အတန်ဖြစ်ဆိုတဲ့အတန်ဘစ်ဆိုတဲ့အတန်နောက်ပြီးတော့မစ်ဆိုတဲ့အတန်ပေါ့လေအဲ့ဒီအတန်တွေလုံးဝမရှိဘူးလို့အဲ့ဒီအတန်ထွက်တဲ့ရင်းမြစ်စကလုံးတွေလုံးဝမရှိဘူးလို့ပြောချင်တာပါဆိုတော့နာမည်ဆိုတာကတော့မှဲ့ချင်လို့ရှိရင်မှဲ့လို့ရတာဆိုတော့ကျတော့နာမည်မှဲ့ထားတာမျိုးတွေတော့ရှိပါလိမ့်မယ်ကရိယာဝိသေသနာတို့နောက်ပြီးတော့နာမဝိသေသနာတို့စသဖြင့်ပေါ့လေအဲ့လိုရင်းမြစ်ရှိတဲ့အဓိပ္ပာယ်ရှိတဲ့စကလုံးရင်းမြစ်ပါတဲ့စကလုံးမရှိဘူးလို့အဲ့လိုမျိုးဆိုလိုတာပါဥမာအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ပစတ်တဲ့ပစ်ဆိုတဲ့ရင်းမြစ်အဓိပ္ပာယ်အနဲ့လုံးဝဗမာစကားမှာမရှိပါဘူးပစတ်တဲ့ပစ်ဆိုလို့ရှိရင်ရင်းမြစ်အဓိပ္ပာယ်မရှိတာလည်းမကဘူးကျွန်တော်တို့အတန်ထွက်ရိုးထုံးစံမရှိဘူးလို့တောင်မှပြောလို့ရပါတယ်ကျွန်တော်တို့ဒုံနဲ့ပြစ်တယ်ခဲနဲ့ပြစ်တယ်တနတ်နဲ့ပြစ်တယ်အဲ့ဒါလိုရေးတဲ့အခါမှာပစတ်တဲ့နဲ့ရေးရပါတယ်ပစတ်တဲ့နဲ့ရေးကြပါတယ်ဆိုတော့ပစတ်တဲ့ကိုအဲ့နေရာမှာဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်ပစ်လို့အတန်ထွက်ဖို့ကောင်းပေမဲ့လေခဲနဲ့ပြစ်တယ်ဒုံနဲ့ပြစ်တယ်တနတ်နဲ့ပြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ပြစ်လို့ပဲထွက်ကြပါတယ်လူတိုင်းကပြစ်လို့ထွက်ကြပါတယ်ပြစ်လို့ထွက်ရမယ်လို့လဲစံမြန်မာစကားမှာကျွန်တော်တို့တတ်မှတ်ပြဋ္ဌာန်းထားပါတယ်ဆိုတော့အဲ့ဒါတွေမကပါဘူးတခြားဒီကရိယာဖြစ်တဲ့ပြစ်တီဆိုတဲ့ဟာဆိုတာကလုတ်ပြစ်တယ်၊ကင်ပြစ်တယ်၊ပြောပြစ်တယ်၊ဆိုပြစ်တယ်ကရိယာဆိုတာကရိယာတောက်ပေါ့လေကရိယာတောက်ဖြစ်တဲ့လုတ်ပြစ်၊ကင်ပြစ်၊ပြောပြစ်၊ဆိုပြစ်တယ်ဆိုတဲ့အဲ့ဒီပြစ်ကိုလေကျွန်တော်တို့ပစတ်တဲ့နဲ့ရေးပေးမယ်ကျွန်တော်တို့အဲ့ဒါကိုပြစ်လို့တမ်းထမယ်နဲ့ပြစ်လို့ပဲအတန်ထွက်ပါတယ်တခါပါဠိစကားလုံးတွေထဲမှာပစ္စုပန်ဆိုလို့ရှိရင်လည်းပစတ်တဲ့နဲ့ပဲရေးတာဆိုတော့ကြတော့ကျွန်တော်ကပစ္စုပန်လို့ထွက်ရမှာဖြစ်ပေမဲ့ပစ္စုပန်လို့ပဲထွက်ပါတယ်နောက်အဓိပ္ပာယ်ပစ္စယောဟေတုပစ္စယောစတဲ့အဲ့ဒီကစကားလုံးတွေမှာလည်းကျွန်တော်တို့ပစ္စယောလို့ပဲအဲ့လိုပဲထွက်ကြပါတယ်တကယ်ဆိုလို့ရှိရင်တော့ပစ္စယောလို့ပါဠိလို့ဆိုလို့ရှိရင်အတန်တော့အမှန်ကအဲ့လိုဖြစ်တင်တာပါဒါပေမဲ့ဗမာမှုပြုတ်ပြီးကြတော့အဲ့ဒါကိုလည်းရပ်ပင်တာထည့်ပြီးတော့ပစ္စယောလို့ထွက်ပါတယ်အဲ့ဒီကနေစံတက်လာတဲ့စကားလုံးတစ်လုံးဗမာစကားလုံးဖြစ်နေပြီဖြစ်တဲ့စကားလုံးပစ္စည်းဆိုလို့ရှိရင်လည်းတကယ်ကပစ္စည်းလို့ထွက်ရမှာဖြစ်ပေမဲ့ကျွန်တော်တို့အဲ့ဒါကိုလည်းရပ်ပင်တာအပူထည့်ပြီးတော့ပစ္စည်းလို့ခေါ်ပါတယ်တခြားလဲအဲ့လိုဥပမာတွေအများကြီးရှိပါတယ်ဥပမာပစ္စံဒရစ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့ဒါလည်းပစ္စံဒရစ်လို့ပဲထွက်တယ်ပစ္စံဒရစ်လို့ထွက်နောက်ပြီးတော့ပစ္စေကဗုဒ္ဓဆိုလို့ရှိရင်လည်းကျွန်တော်တို့ပစ္စေကဗုဒ္ဓလို့အဲ့လိုမျိုးထွက်တယ်အဲ့ဒါကဘယ်ထိပါလာသလဲဆိုတော့ကြတော့ကျွန်တော်တို့အင်္ဂလိပ်စကားလုံးတွေကိုတနတ် PISTOL အဲ့ဟာကိုကျွန်တော်တို့ကအင်္ဂလိပ်လို pistol လို့အတန်ထွက်စီကျွန်တော်ပစတ်တဲ့နဲ့စလုံးနှလုံးစင်းနဲ့ကျွန်တော်က pistol လို့ရေးပေမဲ့လူတွေကအဲ့ဒါကိုလည်း pistol လို့မထွက်တော့ဘဲနဲ့ပစတ်တဲ့ဖြစ်တဲ့အတွက်ကြောင့် pistol လို့အဲ့လိုမျိုးအတန်ထွက်တာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခါဒီ Olympic အားကစားပွဲဆိုလို့ရှိရင်လည်းပစတ်တဲ့နဲ့ရေးတာတကယ်တော့ Olympic လို့ထွက်စီကျွန်တော်ရေးတာဒါပေမဲ့ pit လို့ထွက်စီခြင်းလို့ပစတ်တဲ့နဲ့ရေးလို့ကိုမရတော့တယ်လို့ဖြစ်သွားတယ် Olympic လည်းပစတ်တဲ့တွေ့တဲ့အခါမှာလူတွေက Olympic လို့ထွက်ပလိုက်ကြတာမျိုးအဲ့လိုမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့သိထားတဲ့မှတ်ထားတဲ့နာတခုကတော့ဗမာရဲ့ထုံးစံကအဲ့ကပမဆိုလို့ရှိရင်ကျွန်တော်တို့ပမမှာအထူးသဖြင့်စာလုံးနဲ့တက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကရပ်ပင်တန်လေးပို့ပြီးတော့ကျွန်တော်ထွက်ချင်တဲ့သဘောရှိရဲဆိုတာမျိုးပါအုတ်ထုတ်စက်သက်ဖြစ်ဆိုလို့ရှိရင်ဖြစ်ဆိုတဲ့စကားလဲဒါဗမာစကားမှာမရှိဘူးဖြစ်ဆိုတဲ့ကရိယာမရှိဘူးဖြစ်ဆိုတဲ့ကရိယာဝိသေသနာမရှိဘူးနာမဝိသေသနာမရှိဘူးကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရပါတယ်ဒီတခြားဘာသာစကားနဲ့အင်္ဂလိပ်စကားကိုအင်္ဂလိပ်လိုအတန်ထွက်တွေကိုရေးထားတဲ့အခါမျိုးတွေမှာဖြစ်လို့သုံးတာမျိုးတော့ရှိနိုင်ပါတယ်ဘာတစ်ချိန်နဲ့ဘာကုန်းတွေကတော့ဗမာမှာကအတန်ထွက်အတူတူပဲဆိုတော့ခွဲမပြောတော့ပါဘူး
နှစ်ခုလုံးအတူတူပဲထားပါတော့အဲ့ဘာလက်ချိုက်ဘာကုန်းကိုစတတ်ထားတဲ့ bit ဆိုတဲ့အတန်ကလည်းဗမာစကားမှာရင်းမြစ်ရှိတဲ့စကားလုံးအနေနဲ့ကတော့ရှာမတွေ့ပါဘူးမရှိပါဘူးဒါပေမဲ့နာမည်တွေမှာအင်္ဂလိပ်စကားလုံးတွေပါတယ်ကိုနာမည်ရေးတဲ့အခါမှာVictoria တော့ဘာလို့ဆိုပါတော့လေအဲ့လိုမျိုးအတန်တွက်နဲ့ဖတ်တာမျိုးတော့အဲ့ဒါမျိုးတော့ရှိပါတယ်နောက်မဆတ်သက်ဆိုလို့ရှိရင်လည်းအလားတူပါပဲမဆတ်သက် mid ဆိုတဲ့အတန်ဗမာစကားမှာ mid ဆိုတဲ့အနက် mid ဆိုတဲ့အတိတ်ပဲလုံးဝမရှိပါဘူးဒီတခြားဘာသာစကားကနေပြီးကြတော့ယူပြီးတော့ကြတော့မွေးစားပြီးတော့သုံးတဲ့အခါတွေမှာတော့အတန်ထွက်တာမျိုးဥပမာ coffee mix ကို coffee mix လို့ရေးထားတဲ့အခါမှာ coffee mix လို့ပဲအတန်ထွက်ကြတာမျိုးအဲ့ဒါမျိုးတော့ရှိပါတယ်ဒါတော့မှဒီပါဠိကနေပြောရေးတဲ့မေတ္တာလို့ထွက်ရမယ့်စကားလုံးကျွန်တော်တို့ဗမာတွေကမေတ္တာလို့အဲ့ဒါလိုမျိုးထွက်ပါတယ်နောက်တစ်ခါမျက်စိမဆိုတဲ့ဟာဆိုလို့ရှိရင်လေတကယ်ဆိုလို့ရှိရင်မျက်စိမလို့ပဲထွက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မျက်စိမလို့ထွက်ပါတယ်ထူးတာလေးတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်တော့ mystery စိတ်ဆိုတာကိုတော့အဲ့ဒါကိုတော့ mystery လို့မထွက်ဘဲနဲ့ mystery လို့ပဲထွက်တယ်ဆိုတာလေးကိုတွေ့မိပါတယ်ဒါလည်းဗမာစကားတော့မဟုတ်ပါဘူးပါဠိစကားပါဆိုတော့ပြောချင်တာကတော့ပမဆိုတဲ့အတန်လုံးမှာပစ်ဖြစ်ပစ်မစ်ဆိုတဲ့မြန်မာအတိတ်ပဲမြန်မာအနက်မြန်မာစကားလုံးလုံးဝမရှိဘူးဆိုတာကိုအဲ့ဒါကိုပြောချင်တာပါနံကိုတော့ကိုမဲ့ချင်တယ်လို့မဲ့လို့ရပါတယ်မောင်ဖြစ်လို့ပဲထက်တဲ့မောင်မစ်လို့ပဲထက်တဲ့မောင်ဘစ်လို့ပဲထက်တဲ့နာမည်တော့ကိုမဲ့ချင်တယ်လို့မဲ့လို့ရတာရှိရင်မဲ့ကျွန်တော်ဆိုလိုတာကဘဝရာရင်းမြစ်မရှိဘူးအနက်မရှိဘူးအတိတ်ပဲမရှိဘူးပစ်ဖြစ်ပစ်မစ်မှာမြန်မာအတိတ်ပဲမြန်မာအနက်မြန်မာစကားမရှိဘူးလို့အဲ့ဒါလို့ဆိုလိုတာဖြစ်ပါတယ်ခင်ဗျာ